ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့အောင်စေ 2D3D YouTube channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီနေ့မှာအလဲကနန်းပေါင်းခြင်းထပ်အောက်တူတဲ့မူပေါ့ဒီမူလေးကိုကျွန်တော်ပြန်ပြီးတော့သုံးသပ်ပြပသွားမှာဖြစ်ပါတယ်မနေ့ဒီနေ့ပေါ့နော်မနေ့က6.4ရဲ့956ညရဲ့ကျသွားတယ်ဆိုတော့ကျွန်တော်အလဲမှာပေါင်းခြင်း1ဆိုပြီးတော့လာပြီးတော့တူနေပါတယ်အဲ့လိုမျိုးပေါင်းခြင်း1လို့ပေါ့နော်အပေါင်းချင်း1ရလို့တော့မဟုတ်ဘူးเนาะအလဲကနန်းမှာအဲ့လိုမျိုးပေါင်းချင်းတွေထပ်အောက်တူတာတဲ့ခါကြရင်အဲ့ဒီအလဲကနန်း၄လုံးကအခွေအဖြစ်မှာ9ရက်တွင်ကြပေးရတယ်တဲ့เนาะ9ရက်တွင်မှာကြပေးရပါတယ်ဆိုတော့ကျွန်တော်တို့ဒီဟာလေးကိုပြန်ပြီးတော့သုံးသပ်ကြည့်ရအောင်မြန်เนาะဒီမှာဆိုရင်ကျွန်တော်တို့ဒီမှာ61ပါเนาะ61ရဲ့39ခွန်ရဲ့ဆိုတော့ဒီ6139ခွန်ခွေသည်9ရက်တွင်မှာကြပေးရမှာမယ်เนาะဆိုတော့ဒီမှာ39ခွန်ဆိုပြီးကြပါတယ်เนาะ39ခွန်ဆိုပြီးကြပါတယ်နောက်ပြီးတော့ဒီမှာပေါ့နော်5445ဆိုတော့5445ဆိုတော့ဒီ5445ခွေတီပေါ့နော်45ပူပါခွေတီကျွန်တော်တို့9ရက်တွင်မှာကြပေးရမယ်ဆိုတော့1ရက်2ရက်3ရက်4ရက်5ရက်ပေါ့နော်ဒီမှာ4ရက်မြောက်တဲ့နေ့မှာ45ဆိုပြီးကြပါတယ်နော်ဒီမှာလဲပေါင်းခြင်း9ဒီမှာလဲပေါင်းခြင်း9ချင်းတူတဲ့အတွက်ဒီ3235ခွေတီ9ရက်တွင်မှာကြပေးရပါတယ်နော်9ရက်တွင်မှာကြပေးရပါဆိုတော့ဒီမှာကြည့်အောင်1ရက်2ရက်3ရက်4ရက်5ရက်တွင်မှာကြပေးမသွားပါဘူးဒီမှာတော့တပင်ပြက်ပါတယ်เนาะအဲဒါကြောင့်မို့ကျွန်တော်80ရာခိုင်နှုန်းဆိုပြီးတော့ရေးထားတာဖြစ်ပါတယ်80ရာခိုင်နှုန်းတော့ပဲသုံးပြီးလို့ရမှာဖြစ်ပါတယ်ဆိုတော့ဒီမှာဒီလဲပေါင်းခြင်းဒီ4ဒီမှာလဲပေါင်းခြင်းဒီ4ဖြစ်တဲ့အတွက်4359ခွေဒီကျွန်တော်တို့9ရက်တွင်မှာကြပေးရပါမယ်เนาะအဲဒါ1ရက်2ရက်3ရက်4ရက်5ရက်เนาะဒီမှာလည်းကြမသွားဘူးဗျာเนาะကြမသွားပဲည6ရက်မြောက်နေမှာလာပြီးတော့9ဘူးဆိုပြီးတော့ကြသွားတယ်เนาะဆိုတော့ဆက်ပြီးကြည့်ရအောင်ပါเนาะဒီမှာဒီ6868ပေါ့เนาะ6868ဖြစ်တဲ့အတွက်68ဘူးပါခွေဒီကျွန်တော်တို့9ရက်တွင်မှာကြပေးရပါမယ်เนาะဒီမှာ1ရက်เนาะ1ရက်2ရက်3ရက်4ရက်5ရက်เนาะ9ရက်တွင်မှာကျွန်တော်10ဘူးဆိုပြီးတော့ကြသွားပါတယ်ဒါဆိုရင်เนาะဒါတာဝန်ကြည့်ပါတယ်ဟုတ်ပြီဆက်ကြည့်မယ်ဒီမှာ1ဒီမှာဒီခွန်4 2 5ခွန်9 1 8 9ပေါ့เนาะကျွန်တော်တို့အလဲပေါင်းခြင်းတွေလိုက်ကြည့်ရမှာဖြစ်ပါတယ်ရှည်လေးပေါင်းခြင်းဒီ2 6ပေါင်းခြင်းဒီရှည်6 3 9ပေါင်းခြင်းဒီ6ဒီမှာလဲ3 ခွန်ပေါင်းခြင်းဒီခွန်ဒီမှာ1 6ပေါင်းခြင်းဒီခွန်ပြတဲ့အတွက်အလဲပေါင်းခြင်းထပ်အောက်တူပါတယ်အဲ့လိုထပ်အောက်တူလာတဲ့ခါကျရင်ဒီအလဲပေါင်းခြင်းဒီအလဲမှာရှိတဲ့၄လုံး3 1 6ခွန်ဒီကျွန်တော်နောက်9ရက်တွင်မှာဆင်းပေးရပါမယ်ပေါ့เนาะနောက်9ရက်တွင်မှာဆင်းပေးရမယ်ဆိုရင်ဒီမှာ1ခွန်ဆင်းပါတယ်เนาะ1ခွန်ဆင်းပါတယ်ဟုတ်ပြီဆက်ကြည့်မယ်1ပေါင်းခြင်းဒီ3 8ပေါင်းခြင်းဒီ9ဒီမှာ3 6เนาะဒီမှာ8 1 3 6ပေါင်းခြင်းဒီ6ပြည့်တဲ့အတွက်လဲပေါင်းခြင်းထောက်တူမှုကြပါတယ်ဆိုတော့ဒီ1368ဘူးပါခွေဒီကျွန်တော်တို့နောက်9ရက်တွင်မှာဆင်းပြရမယ်ဆိုတော့ဒီမှာဒီ36ဆင်းပါတယ်ဒီမှာ68ဆင်းပါတယ်တန်းပြီးတော့ဆင်းပါတယ်နော်ဒီမှာခွန်ကြပေါင်းခြင်းဒီ3ဟုတ်ပြီနောက်ထပ်ဆက်ကြည့်မယ်4 5 9 2 6နော်4 6 3 6 3 4 3 3 4 6နော်မတူသေးဘူးနော်9 4 4ဒီမှာနော်ခွန်86เนาะခွန်86ဆိုတဲ့ခွေဒီကျွန်တော်9ရက်တွင်မှာဆင်းပြရပါမယ်เนาะ9ရက်တွင်မှာဆင်းပြရပါမယ်9ရက်တွင်မှာဆင်းပြရပါမယ်ဆိုတော့ကြတော့ကျွန်တော်ဒီမှာကြည့်အောင်เนาะခွန်86ပေါ့เนาะ1 2 3 4 5 6ဒီမှာ6ရက်နေ့မှာဆင်းသွားတယ်ဒီနေရာမှာကျွန်တော်ပြောချင်တာကဒီလိုမျိုးခဏန်းကျွန်တော်တော့၄လုံးပဲယူမယ်ပေါ့နော်ခဏန်း၄လုံးပဲယူမယ်ခဏန်းတူတဲ့ခါကျရင်တူတဲ့ခဏန်းကိုပါဝါယူပါမယ်ဆိုတော့986ခွေပေါ့နော်986ခွေလို့ကျွန်တော်ယူလိုက်ရင်တော့အကျုံးဝင်သွားမှာပေါ့နော်2ခွန်ဆိုပြီးတော့9ရက်တွင်မှာကျုံးဝင်သွားမှာဖြစ်ပါတယ်ကျွန်တော်ကတော့အဲ့လိုမျိုးလေးယူပါတယ်အဲ့လိုမျိုးလေးပဲယူပါတယ်ကျွန်တော်ခဏန်းနဲ့တောင်မမှတ်ပါဘူးတေးကြတာပဲမှတ်ပါတယ်ဆိုတော့ဒီမှာလည်းကြည့်ရအောင်မြန်နော်ခွန်ရှစ်ပေါင်းခြင်းဒီ9 9 6ပေါင်းခြင်းဒီ9ဖြစ်တဲ့အတွက်6ခွန်ရှစ်ကိုခွေဒီနောက်9ရက်တွင်မှာဆင်းရမယ်ဆိုတော့1ရက်2ရက်3ရက်4ရက်5ရက်နော်9ရက်တွင်မှာဒီမှာ6 8လည်းဆင်းတယ်ဒါပေမဲ့9ဘူးလည်းဆင်းတယ်နော်ဒါဆိုရင်တာဝန်ကြီးရလို့ပြောလို့ရပါတယ်ဟုတ်ပြီနောက်ထပ်ဆက်ကြည့်မယ်9 3 6 9 3 9 6နော်6ဆိုတော့ဒီမှာ4 4ဟုတ်ပြီဒီမှာ8613ဖြစ်တဲ့အတွက်ဒီအလဲပေါင်းခြင်းတူတဲ့အတွက်1368ခွေဒီကျွန်တော်တို့9ရက်တွင်မှာဆင်းပေးရပါမယ်ဆိုတော့1ရက်2ရက်3ရက်4ရက်5ရက်9ရက်တွင်မှာဆင်းတယ်နော်ဒီမှာ1 8လည်းဆင်းတယ်3 6လည်းဆင်းတယ်10ဘူးလည်းဆင်းပါတယ်နော်10ဘူးလည်းဆင်းပါတယ်ဟုတ်ပြီဒီမှာကျွန်တော်ဒီတော့ကပြောမလို့ဗျာနော်ပြောမလို့ဆိုဒီ
3မှုပဲပေါ့နော်6နဲ့5 3ခွေသည်เนาะ6နဲ့5 3ခွေ3မှုကျွန်တော်ရလိုက်တယ်လေเนาะကျွန်တော်ညနေမှာခွေအနေနဲ့ရလိုက်တယ်6နဲ့5 3ခွေပေါ့နော်6နဲ့5 3ခွေသည်ကျွန်တော်ဒီမှာ6နဲ့ပေါင်းခြင်းသည်8 5 3ပေါင်းခြင်းသည်8ဖြစ်တဲ့အတွက်6နဲ့5 3ခွေသည်ကျွန်တော်တို့ဒီ9ရက်အတွင်းမှာဆင်းပြရမယ်ဆိုရင်မှာ3မှုဆင်းသွားပါတယ်เนาะဒီမှာလည်း5ခုထပ်ဆင်းတယ်เนาะဆိုတော့ဒီမှာလည်းခွန်လေးပေါင်းခြင်းသည်1ဒီမှာ9 6ပေါင်းခြင်းသည်1ဖြစ်တဲ့အတွက်ဟိုက်4 5 6ခွန်ခွေသည်ကျွန်တော်တို့9ရက်အတွင်းမှာဆင်းပြရမယ်เนาะနောက်9ရက်အတွင်းမှာဆင်းပြရပါမယ်ဆိုတော့ဒီဟာလေးကကျွန်တော်တို့များသောအားဖြင့်တော့သူကဆင်းပြီဆိုရင်လည်းသူ့ရဲ့ဒီလိုမျိုးကြပြီးရပေါ့เนาะကြပြီးရပဲကြပြီးခြင်းရဲ့နောက်ရက်မှာကျွန်တော်ဒီမနက်ဖြန်ပေါ့နော်မနက်ဖြန်ဗုဒ္ဓဟူးနေ့မှာကျွန်တော်ဒီ4 5 6ခုခွေကကစားနိုင်ပါတယ်ပေါ့နော်ကြလာနိုင်ပါတယ်အကယ်၍လုံးမိုင်များရှိခဲ့ရင်ဒီကောင်လေးကိုပြန်ပြီးတော့ကစားလို့ရပါတယ်ပေါ့နော်မထွက်သေးဘူးဆိုရင်လည်းပေါ့နော်ကျွန်တော်ချောင်းပိတ်နေနဲ့ဖမ်းပြီးတော့ပေါ့နော်ချောင်းပိတ်နေနဲ့ဖမ်းပြီးတော့သုံးလို့ရပါတယ်ဒါလေးကိုကျွန်တော်လာပြီးတော့ပြောပြတာဖြစ်ပါတယ်ဆိုတော့ပြန်ပြောကြည့်အောင်မြန်နော်အလေကနန်းပေါင်းခြင်းထအောက်တူကြလာမယ်ဆိုရင်အဲ့ဒီလေကနန်းလေးလုံးဒီအခွေအဖြစ်နဲ့9ရက်တွင်မှာကြပေးရပါတယ်နော်ဆိုတော့4 5 6ခွန်ဥပါခွေ9ရက်တွင်မှာကြပါမယ်နော်ကျွန်တော်ကတော့ဒီပတ်ပဲ3ရက်တွင်မှာပဲကြမယ်လို့ခံမှန်းမိပါတယ်ယူဆမိပါတယ်ပေါ့နော်ဒီကလင်နာချောတွေလိုက်ကြည့်လိုက်မယ်ဆိုရင်ပေါ့ကျွန်တော်တို့ဒီ2024เนาะ2024တော့2023တော့ကလင်နာတွေစစ်ကြည့်မယ်ဆိုရင်လည်း3ရက်တွင်လေးမှာပဲသူကြထားတာများပါတယ်เนาะဆိုတော့ဒီဟာလေးကိုတေချာလေးမှတ်သားထားပါပါเนาะဒီဟာလေးတေချာလေးမှတ်ပြီးတော့အသုံးပြုပြီးတော့ကျွန်တော်ကိုဒီမှာအမြင်များရကြပါစေအောင်စုမုံအောင်တောင်းပေးလိုက်ပါတယ် channel လေးကို like နဲ့ subscribe လိမ့်ထားပေးပါအပတ်စဉ် Viber မှာအခမဲ့ကတ်တွေလာယူလို့ရပါပြီပေါ့နော် Viber မှာအခမဲ့ကတ်တွေလာယူလို့ရပါပြီအပတ်စဉ်အင်္ဂါမကျော်ပတ်သီးရဲ့အာမခံတိုင်းဝယ်လေးလုံးခွေရဲ့နောက်ပြီးအဲ့အရာတွေထွက်ပြီးသွားပြီဆိုရင်လည်းကျွန်တော်တို့လာမဲ့အချိန်ကြီးတွေမှာပေါ့နော်ပေါက်သီးမိအောင်ကျွန်တော်အခမဲ့လာပြီးတော့ယူနိုင်ပါပြီเนาะအားလုံးပဲမင်္ဂလာပါကျွန်တော်တို့အောင်စီပါเนาะ